ကိုချမ်းတဲ့တွေ့တော့ဒီကကြတော့အကြောင်းရတဲ့တစ်ခုနဲ့တော့မိတ်ဆက်ရှင်တယ်အားကြောင်းလာပဲသိဆိုရင်ကျွန်တော်နောက်ကြည့်ပြီးသားပဲဟုတ်တယ်ကျွန်တော်တို့ကလည်းဟိုစောင်းလိုက်ဖက်တော့အဲ့ဒီမှာစာရေးဆရာမဟိုညာနာဆိုပြီးတော့အခုဒါနောက်တဲ့လူငယ်တွေတည်းကပေါ့နော်သူက manifest now ဆိုပြီးစာအုပ်ကိုထုတ်လိုက်တယ်ပေါ့မူရင်းကတော့မူရင်းစာရေးဆရာကြီးတို့ရှိတယ်ပေါ့နော်အဲ့ဒီမှာသူအဲ့စာကိုကျွန်တော်ဖတ်ခဲ့တာကြာပြီပေါ့ကြာပြီပေါ့ထင်တော့တနေ့ပတ်လေလောက်ရှိပြီပေါ့အဲ့မှာ manifest ကိုကျွန်တော်တို့လည်းဒါစာဖိုင်းနဲ့စိတ်ဝင်စားရပေါ့လေဒါဟိုဒါဘာကိုပြောတာလဲဒီခေတ်ကလိုအပ်ချက်ဒီခေတ်မှာလည်းအရန်လည်းအဲ့ကဟို pre order မှာလည်းလူတွေအရန်များနေတယ် pre order မှာလည်းတအားများတယ်သူက introduce new party intro မှာဘာလေးပါနေလဲဆိုတော့မိမိဟာလူတိုင်းမှာ manifest လုပ်တတ်တဲ့ပညာဟာမွေးရပါလာပြီးသားဖြစ်ပါတယ်တဲ့ဒါပေမဲ့လူတွေဟာအတော့မချတဲ့အတွက် manifest မလုပ်နိုင်ခဲ့ဘူးဆိုတော့ကိုယ်လည်းစိတ်ဝင်စားသွားတယ်လေစိတ်ဝင်စားတော့ကဲမဖြစ်ပါဘူးငါမှားပြီးဖတ်မယ်ပေါ့ဇာတ်ဖတ်ဖြစ်တယ်ပေါ့ပြီးတဲ့အခါကျတော့ကျွန်တော်ဆရာမ any chance ရှိတယ်အားလုံးသိကြမှာပေါ့နော် Elysian page ကနေပြီးဆရာမကလည်းအဲ့ manifest down နေပြောတဲ့အခါမှာကျွန်တော် line လေးလာရင်းနဲ့အဲ့ manifest အောင်ပြောပြတယ်ပေါ့နော်တချို့လည်းစိတ်ဝင်စားကြတယ်တချို့ကြောက်လည်းစဉ်းစားကြတယ်အများကြီးပါနေတယ်ပေါ့လေကိုကြီးအဲ့လိုလေးဖြစ်ခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဒီနေ့လာတော့ကိုကြောက်ကြွားသလိုဖြစ်သွားတယ်ပေါ့နော်တကယ်ချင်း manifestation အောင်မြင်ခဲ့တဲ့ကိစ္စလေးပေါ့လေကြားကျင်တယ်လေဒါဆိုရင်တော့ခဏနေကျွန်တော်တို့ happy lunch ဖြစ်မယ်နော်ဖြစ်ရမှာပေါ့နော်ဒါသူက manifestation လက်တွေ့ကောင်းတဲ့ပေါ်က manifestation နောက်မှာဒီ happy money တဲ့နောက်ကလည်းတောက်ချောက်လိုက်လာ manifestation အင်္ဂလိပ်လိုပြောတာမြန်မာလိုလည်းပြောလေတချို့ဟုတ်ကဲ့ပါမသိတဲ့သူကဘယ်လိုလုပ်မသိဘူးဆိုတော့ထင်သေးလို့ပြောမဟုတ်ဘူးချို့လူတွေကဒီအကြောင်းစိတ်နေတာပေါ့ဒီအကြောင်းစိတ်ဝင်စားတဲ့လူတွေရှိတယ်လေဟုတ်တယ်နံပါတ်1စိတ်ဝင်စားနံပါတ်2ကဒီအကြောင်းရစိတ်နေတာပေါ့ချို့ဘေဂျင်းကိုစိတ်ဝင်စားတဲ့လူတွေရှိတယ်လို့ပြောတော့ဟုတ်ကဲ့ဟုတ်အဲ့လိုပြောဟုတ်ဒါနဲ့ခဏဟိုဟာကိုယ်ပြောသွားတယ်ကျွန်တော်စိတ်ဝင်စားတယ်စိတ်ဝင်စားတယ်ပွင့်လင်းပြောရင်ဗျာဟိုဟာပါဟိုမနီးရဲ့ပတ်စံရေးကြည့်တယ်လေဟုတ်ကဲ့ပါပတ်စံရေးကြည့်ရဲ့ကျွန်တော်တို့ဟိုပတ်စံကအရေးကြီးဆုံးလားဆိုတော့ဘေကွန်လည်းရှိနိုင်တယ်ဟုတ်ကဲ့ပါအဲ့ဒါတွေကျွန်တော်တို့ဖြည့်မနေတော့ဘူးဟုတ်ကဲ့ပါပတ်စံရှိရင်ကျွန်တော်တို့ပျော်လို့ရမယ်ဟုတ်ကဲ့ပါပတ်စံရှိရင်ကျမ်းမာရေးကောင်းတာကိုလည်းကူညီလို့ရမယ်ကျမ်းမာရေးလည်းကောင်းမယ်ပတ်စံလည်းရှိမယ်ဆိုရင်အပျော်ကိုလည်းကျွန်တော်တို့ရှာလို့ရမယ်ပေါ့ဆိုတော့ပတ်စံရှိဖို့အတွက်ပတ်စံနေတစ်ဆင့်ကျွန်တော်တို့ပျော်ဖို့အတွက်အခုဒီ manifestation နည်းတွေကလည်းကျွန်တော်တို့ကိုပျော်ဖို့ manifestation နည်းတွေရှိတယ်လို့ကိုယ်ကပြောသလိုစိတ်ချမ်းသာဖို့ manifestation နည်းရှိတယ်ပတ်စံတွေဝင်လာဖို့ manifestation နည်းရှိတယ်ဆိုတော့ကျွန်တော်အဲ့ဒါကြားကျင်တယ်ကျွန်တော်အဲ့ဒါတိတ်မသိဘူးနောက်ဆုံးမှဆိုရင်ချစ်သူရဖို့အတွက်တောင်မှပဲ crush ကိုလိုက်ရှာရတဲ့သူတောင်မှပဲကိုယ့်ရဲ့ crush ကိုရိုးသားတဲ့နည်းနဲ့ပဲเนาะ interest ဖြစ်လာပြန်လို့ရတယ်ဒီ manifest power တွေကလည်းရှိနေတယ်ပေါ့အားလုံးမှရှိနေတာဒါပေမဲ့လူတွေကထုတ်လို့မသုံးကြဘူးပေါ့เนาะဒီလိုလေးဖြစ်သွားတာဒီလိုလေးဖြစ်သွားတာမှကျွန်တော်လည်းစိတ်ဝင်စားခဲ့တယ်ငယ်တဲ့ကလည်းထက်တဲ့လောက်လေးကြားဖို့ခဲ့တယ်လေငယ်တော့ဆိုဖတ်ခဲ့တဲ့စာအုပ်စာပေဆရာကြီးမင်းသိန်းခါဆိုတော့လုံးသိကြပါတယ်เนาะဒီမှာသူငွေကြေးပေါ်မှာထားတဲ့သဘောထားတွေဒါတွေဖြစ်တယ်ပြီးတဲ့အခါမှာ तू ကဒီမြတ်စွာဘုရားတရားမှာလည်းပါတော့ပါပြီးသားပါစန္ဒဝီရိယစိတ်ဓာတ်ဝိမာန်တပေါ့စန္ဒဝီရိယပေါ့နော်စန္ဒလည်းရှိမယ်စိတ်ဓာတ်လည်းပြင်းထန်မယ်ဝီရိယလည်းရှိမယ်ဆိုရင်တော့ဒီဝိမာန်တနောက်ဆုံးမှအောင်မြင်ရသလိုပဲမိမိစိတ်ကclear vision ဖြစ်ပြီးတော့ပြည့်တက်တာယုံကြည်တဲ့အရာတစ်ခုကိုတော့ manifest လုပ်ပေးရမှာအဲ့ဒါလေးပဲဆိုတော့ဒီခေတ်မှာကျွန်တော်တို့ကလူတိုင်းကြုံတွေ့နေရတာအဲ့ဒါကိုเนาะဟုတ်ကဲ့ဝေရှာရတာမလွယ်ဘူးလုံနေပြီနဲ့လည်းထင်တယ်လို့ဖြစ်မလာဘူးဆိုတော့ကိုယ်စပြောရပုံစံရဆိုရင်လုံတိုင်းမဖြစ်တဲ့အကြောင်းရင်းထဲမှာခုနကိုယ်ပြောသူပါပဲဖျားဟောထဲမှာတော့ဗာပြီးသားပဲကျွန်တော်တို့เนาะတိုးတော့ဘယ်လိုခေါ်မလဲတော်တော်များများအဲ့ဒါငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးထင်ကြတာများသောအားဖြင့်ဒီပါဠိနဲ့ဒါအသက်ကြီးရဲ့သူတွေနဲ့ဆိုင်တယ်လို့ထင်တာဟိုပါဠိနဲ့လည်းစိန်ညလည်းပါတယ်ပြီးတော့ဒီလူငယ်တွေများသောအားဖြင့်ဒီ manifest ကိုစိတ်ဝင်စားတဲ့လူငယ်ပိုင်းတွေများတော့သူတို့ဟိုဒီလည်းကင်းကွာနေရပေါ့နော်အဓိကတော့သူကအဲ့ဒီမှာဘာပဲပြောထားလဲဆိုတော့မိမိရဲ့ business ဆန္ဒတစ်ခုတော့ရှိကြတယ်ဒါပေမဲ့တချို့ကြောင့်လည်းဆန္ဒဟိုဟာလည်းဖြစ်ချင်းဥမာရွှေလဲရခြင်းနဲ့ထီလဲပေါက်ခြင်းနဲ့ယာရုနဲ့တိုးခြင်းနဲ့အเจ้าမှလည်း all credit ရခြင်းဒီလိုမျိုးအရန်ဟိုစိတ်ထဲမှာထွေနေလို့သူမရနိုင်ဘူးဆိုတော့စိတ်တွေပဲပေါ့နော်အဲဒီဒါမှကျွန်တော်တို့ဘာသာရေးကိုခဏခောက်ထားပြီးမဆပြတရားနဲ့ပြန်ချင်းချိန်ကြည့်နေတယ်သူမှန်နေတာကိုတော့တွေ့ရတယ်ပေါ့အဲ့မှာသူဘာပါနေလဲဆိုတော့မိမိဟာ manifest လုပ်မယ့်ဟာတခုပေါ့ဥမာကျွန်တော်ကဒီဆယ်တန်းကျောင်းသားတယောက်အနေနဲ့ပေါ့ဒီ6ပါးတောင်ဝင်ထွက်ရှင်တယ်အဲ့နဲ့ဆိုရင်နံပါတ်1ပြန်စဉ်းစားမှာအဲ့လိုပေါ့မိမိရဲ့ဒီအရေးသွေးပေါ့မိမိရဲ့ကျောင်းငယ်စဉ်ဘဝပညာရေးကိုလည်းပြန်ကြည့်ပေးရမှာပေါ့နော်ငယ်ငယ်တုန်းကကျောင်းမှာ0ဘဲဥတွေပဲရလာပြီးတော့ဆယ်တန်းရောက်တော့မှပြိတ္တမှာ audit ဖြစ်နေဆိုရင်တော့ဒါကလုံးဝလောဘဖြစ်သွားပြီလောဘသမားကိုမဖြစ်တော့လက်မခံဘူးပဲဒီလိုမြင်တာနဲ့ပေါ့ချွတ်ချထွန်းတက်တယ်ဟင်းခင်ဗျားပြောသလိုဆိုရင်ထိုင်မိစုတောင်းယုံနဲ့စာလေး journaling ရေးယုံနဲ့ရကြဆိုကဘာလုံးမှာတတိဖြစ်သွားမှာဘောလို့ဆရာလည်းအတွန်းတက်တာသူလည်းတက်ခွင့်ရှိတယ်ပေါ့လေကွန်ကြာဒါသူတို့စာရေးဆရာရဲ့အဲမှာပို့ဖတ်ရတော့ပေါ့ဒါပေမဲ့သူ့ရဲ့အထိတ်ကိုကျွန်တော်နားထဲသာဖတ်ကြည့်တဲ့အခါမှာနံပါတ်1အဲ့ဒီ manifest လုပ်မဲ့ပုံကနံပါတ်1 clear vision ဆိုပြတ်သားတဲ့
နော်ပြတ်သားနေတာတခုသူ့မှာရှိနေရမယ်ကိုဘာဖြစ်နေတာလဲဆိုတော့တခုတည်းတယ်ပေါ့နော်ဟိုကလည်းဖြစ်စရာရွေးစင်ဝင်လည်းနံပါတ်2မှာတော့သူကဘာဖြစ်လဲဆိုတော့ဒီ clear vision ရှိပြီးတော့မှသူက visualize ဆိုဒီမှန်းဆကြိုတင်မြင်အောင်နိုင်ရှိဟုတ်ကဲ့ပါကျွန်တော်ကိုစားပြောလို့ပြန်ပြောမယ်ဆိုတော့ဒီ manifest ရဲ့သဘောကမိမိရကျင်တဲ့စုလက်တစ်ခုပေါ့လေမိမိလည်းထိုက်တယ်လို့ကိုယုံကြည်တဲ့စုလက်ကိုမရသေးခင်မှာပဲငါဟာရပြီးနေပြီဆိုတဲ့ဒီ move မျိုးနဲ့ခံစားပေးရမှာဥပမာကိုစားကျွန်တော်ဆိုထိမပေါက်သေးဘူးဒါပေမဲ့ကျွန်တော်ကနေပြီးတော့ငါဟာကျွန်တော်တို့ထီထိုးနေတယ်ဘတ်6တန်းထီပေါက်တဲ့သူတယောက်ပဲဆိုတာကိုအဲ့ထီပေါက်သွားတဲ့ဒီပုံကိုတယောက်ပျော်ရွှင်မှုတွေကိုကိုကနေပြီးတော့မှရုံကြည်ကြည်နဲ့ငါဟာနံပါတ်1ငါထိုက်တန်ပါလားဘတ်6တန်းပေါက်တဲ့ထင်မှာငါလည်းပါနိုင်ပါလားဆိုရဲကျွန်တော်တို့ကအဲ့ဒီပေါက်တယ်ပေါက်မယ်ဆိုတဲ့ဟာမျိုးဂူဒီကျွန်တော်ကစိတ်ကူးမကြည့်ရသေးဘူးဟုတ်တယ်ဒါကြောင့်အဲ့တစ်ချက်မှနည်းနည်းလိုသွားတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်သူ manifest ရဲ့အသက်ပေါ့နော်ကျွန်တော်နားလည်တော့ကနံပါတ်1ပြတ်သားယုံကြည်မှုရှိရမယ်နံပါတ်2ပုံဖော်နိုင်စွမ်းရှိနေရမယ်ကိုဖြစ်ချင်တဲ့ဆန္ဒလေးကိုပေါ့ချစ်သူရရချင်တယ်ဆိုလို့ရှိရင်ကိုချစ်တဲ့မိန်းကလေးသူကဒီနေရာမှာမဟုတ်ဒီနေရာမှာအရေးကြီးတယ်ဟုတ်မဟုတ်အပြောမဟုတ်လက်တွေ့လုံးရမယ်ကိုသွေးလုံးရမယ်လေဘာဖြစ်လို့လဲဆိုတော့ဟုတ်ကဲ့ပါyou are still a single လေဒါဆိုတော့ချရမယ်ဟုတ်ကဲ့ပါဒါပေမဲ့ကျွန်တော်အတင်းမတိုက်တုံးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကိုဇက်ကသမီးသားထားဖို့အိမ်အောင်ပြုဖို့ဆုံးဖြတ်မထားတော့ဘူးလို့ဆုံးဖြတ်ပြီးပြီလားတော့ကျွန်တော်မသိဘူးဟုတ်ကဲ့ပါဒါကတော့ဟာဒါပါရှင်တကယ်ကြီးတကယ်ကြီးနဲ့ဆုံးတော့လဲဒါကျွန်တော်တင်းတိုက်တုံးလို့မကောပြောပြကြတာပေါ့ကျွန်တော်အမြဲပြောရတာမို့လေကိုဒါကျွန်တော်ထင်တယ်ကိုဇက်ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ခေါင်းထဲမှာမရှိသေးလို့ဖြစ်နိုင်ဟုတ်ကဲ့လုံးမယ်ဆိုရင်ရွေချက်မရှိသေးလို့ဖြစ်နိုင်ဟုတ်တယ်။ तू က तू အဓိက main က तू ကဖြစ်ရှင်တဲ့စံတာ तू က band နဲ့ desire ကလည်းထပ်ပါသေးတယ်ဆိုတော့ဒီတောက်လောင်သောစံတာရဲ့ပြတ်သားယုံကြည်မှုရဲ့ပေါင်းဆက်ပြီး तू ရကြတယ်ပေါ့လေ။ဒါကြောင့်ကျွန်တော်ဒါဆိုလက်တွေ့စမ်းသပ်ကြည့်မယ်။တကယ်ကြီးတို့ပြောပြတဲ့အခါမှာဒါကိုယ်စားတော့ဒါစိတ်ဝင်စားတဲ့သူတွေဖြစ်တော့တကူလက်ခံလိုက်တယ်ပေါ့။ပြောပါအောင်ပေါ့။အချို့ကတော့သူတို့ဘယ်လိုထင်လဲဆိုတော့ manifest ရဲ့နေကိုအချောင်နီးလန်းလို့ထင်တယ်။ဘာလုံးမမလုပ်ဘဲနဲ့အချောင်ကြီးနဲ့ဝင်းမျောနေတာလားလို့ဂျားဖြတ်ပြီးပြောမယ်ဆိုတော့မစီမဆိုင်အတင်းစွဲညှိတယ်လို့ဖြစ်နေမှာဟိုကျွန်တော်တို့ဟိုဆီယမဂျူးရဲ့ဝတ္ထုတွေကိုအပုံ90လောက်မဖတ်ဘူးသေးပဲနဲ့အပုံ90လို့များသေးတယ်10ပုံလောက်တော့မဖတ်ဘူးသေးတဲ့သူတွေကဟိုဆီယမဂျူးရဲ့ဝတ္ထုတွေကိုဒါအပျော်ဖတ်အခြေဝတ္ထုတွေပါလို့ပြောနေတဲ့သူတွေနဲ့သွားတူနေတယ်ကိုကဒါကြောင့်မို့ဟိုစစ်စစ်မြင့်မြင့်ဖြစ်နေရမယ်ကျွန်တော်တို့ကဟိုဆီယမဘက်ကလိုက်ပြောရလည်းမဟုတ်ဘူးလေဟုတ်တယ်အဲ့လိုရှိတော့ကျွန်တော်ခွင့်စီပါအဲ့လိုတယ်ဟုတ်နော်ဝေဖန်ခွင့်ရှိဒါပေမဲ့မိမိဟာဘယ်နှပုတ်ဖတ်ပြီးပြီလဲဘယ်ပုတ်ကိုတော့ကိုမကြိုက်ဘူးလို့ပြောရမှာသူတို့ကအများဆုံးအားဖြင့်သူတို့သိကြတာကျွန်တော်လည်းလေးလာလို့ဆိုတော့အဲ့လိုပေါ့တပုတ်လောက်ကိုပဲသိဖြစ်ကြတယ်ပေါ့လေအဲ့တော့ဒီ manifest မှာကျွန်တော်အောင်မြင်ခဲ့တဲ့အကြောင်းတော့ပြောရမယ်ဆိုရင်တော့အေးပြောလက်တွေ့နားတော့တယ်အသေးဆို small goals လေးတွေနဲ့စပြောနေတာပေါ့ဒီဆိုင်လေးပေါ့နော်ရွှေတက်ကြီးဆိုင်လေးကျွန်တော်တို့ကတကယ်ချင်းနဲ့အများဆုံးစပေးတကယ်ချင်းနဲ့ထိုင်လို့ရှိရင်ဒီဘက်ကဘေးသားကြီးဆိုင်မှာကျွန်တော်ထိုင်ကြတယ်ဒါပေမဲ့ဒီဘက်ဆိုင်လေးကျွန်တော်လိုက်တဲ့အခါမှာ coffee ဆိုင်လေးကိုတွေ့လိုက်ရတယ်ကျွန်တော်လည်းဒီ YouTube မှာဆိုအမြဲရှာကြည့်ရတယ်ဒီ coffee ဆိုင်လေးဆိုတော့ဂျပန်ကိုရီးယားကျွန်တော်အမြဲကြည့်တယ်ဟုတ်တယ်လေလာတယ်လေနော်ရမ်းလာတဲ့နေရာမှာငါတို့လည်း coffee ဆိုင်လေးကျွန်တော်တို့တနေ့ဂျပန်မှာ coffee တောက်မယ်အဲ့လိုကြည့်လို့ရတယ် manifest လုပ်နိုင်တယ်နော်ကိုက manifest လုပ်နိုင်တယ်ကိုကိုလည်းယုံကြည်မယ်ဒီနောက်ပြီးတော့တောက်လို့ရတယ်ဟုတ်တယ်ဆိုတော့ယုံလည်းယုံကြည်တယ်ပြီးတော့ပြင်းထန်တဲ့ဆန္ဒလည်းရှိတဲ့အခါမှာဝန်ရှာဟာဒီခုနမှန်းဆမိရတဲ့ဆန်းဆိုရယ် power လည်းရှိတဲ့တနေ့မှာတော့အောင်မြင်မှာပေါ့ကျွန်တော်ဒီဆိုင်တို့အမြဲကြည့်တယ်ဒါပေမဲ့လည်းဟိုမဆက်ဆိုင်ငယ်စီးလို့ရှိရင်ဟိုဘက်ကပဲလမ်းတင်ကိုဆွဲရတော့ဟိုဖြစ်တယ်လက်တွေ့တကယ်ကြတယ်လက်တွေ့တကယ်ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်ကတစ်နှစ်ကျော်လောက်လည်းရှိပြီလေ့လာခဲ့တယ်စာအုပ်အစုံနဲ့လိုက်ခတ်တယ်ပေါ့ဆရာမအန်နီချမ်းပေါ့နော်ဆရာမအန်နီရဲ့ဒီ free class နဲ့တက်တယ်ဒီခုနက happy money နဲ့ class နဲ့တက်ခဲ့တယ်ပေါ့စိတ်ဝင်စားခဲ့လို့ပေါ့နော်လောက်ပါအောင်ဟုတ်ကဲ့ပါ happy money ဆိုတော့မြန်မာပြည်မှာဒီ happy money နဲ့ပတ်သက်ပြီးတော့ဒီနေ့ခေတ်လို့ happy money လို့ခေါင်းနဲ့မတက်ပြီမင်းဒီသဘောတရားတွေကိုသူတို့ရဲ့ဝတ္ထုဟိုစာအုပ်တွေထဲမှာဥဆုံးဖော်ပြခဲ့တဲ့စာရေးဆရာပြဘယ်လိုဖြစ်ဆရာရေးဆိုရင်တော့ကျွန်တော်ဖတ်ရတာတော့ဆရာကြီးမင်းနိုင်ခါပေါ့နော်ကိုကငယ်တဲ့ခါကျတော့6တန်း10တန်းရွယ်တော့ဒီဟာသူကငွေကြီးကိုဆရာကြီးမင်းနိုင်ခါရေးထားတာသူကပတ်စံတကူကအလုပ်လုပ်ပြီးတော့ရလာတယ်ပေါ့ဘယ်လုပ်ငန်းဆိုတော့သူကတမအာဇီဝတော့ဖြစ်ရမယ်ပေါ့လေတမအာဇီဝဖြစ်တယ်သူများကရုံးပေါ်ထိတ်ကွက်လုပ်ပြီးရတဲ့ဗာမျိုးကတော့ happy money မဖြစ်နိုင်ပေါ့သူရဲ့စအခြေတီတွေကသူများကိုနှိမ်ပြီးတော့လှုပ်ထားတယ်ကျွန်တော်တို့တွေကအဲ့ဒါယောက်ျားကောင်းရဲ့စိတ်ပဲဟုတ်တယ်နော် gentleman တွေရဲ့အင်္ဂလိပ်တွေရဲ့gentleman စိတ်ပဲအချောင်လူချင်းတဲ့စိတ်မှာမဟုတ်ဘူးရှိနေပေါ့တကယ်ကိုမှ responsibility ပေါ့ဗျာတာဝန်ယူရမယ်လေနော်ကိုလူချင်းတဲ့ဟာကိုတာဝန်ခံရမယ်ဆိုတဲ့စိတ်ပဲအဲ့ဒါလေ तू ကအဲ့မှာဝိထုမှာ तू ကဒီ तू ပတ်စံသုံးဆွဲရတယ်ပေါ့ဒီဇက်လိုက်ကသုံးဆွဲတဲ့ဇက်လိုက်ကပတ်စံကိုသုံးဆွဲပြီးတဲ့အခါမှာ तू ကဘာဖြစ်လဲဆိုတော့ तू ကဘယ်လိုလေးပြောလဲဆိုတော့ဒီပတ်စံတွေကိုကျေးဇူးတင်ပါတယ်လို့ဆိုပြောတာထူးဆန်းနေဘယ်လိုလဲဆိုတော့ကိုလှုပ်လို့ရတဲ့ပတ်စံကိုသုံးဘာကျေးဇူးတင်ရမှာလဲပေါ့တော်ဒီလိုမျိုးအရှောက်မှာတော့เนาะကျွန်တော်တို့ဖတ်ဖူးတာပဲလေဟုတ်ကဲ့ပါဟုတ်တယ်အဲ့မှာဆိုရင်ဒီလာပြီးစားပြီးတောက်ပြီးဆိုရင်ဟိုစားတောက်တဲ့သူကလည်းဒီချက်ပေးပြုတ်ပေးတဲ့ဆိုင်ရှင်ဝန်ထမ်းတွေကိုဟို respect ထားပြီးကျေးဇူးတင်ပါတယ်လို့ပြောသလိုဆိုင်ရှင်ကလည်းလာပြီးစားတောက်တဲ့အတွက်
အပြန်လန်တော့အင်ညမညာဖြစ်နေတာကျေးဇူးပြုတ်တာပေါ့နော်ဒါစားတဲ့သူအတွက်ကြောင့်လည်းသူတို့ပတ်စံရတာဟုတ်လားတူဆိုတော့တိုးတော့စားနေတဲ့စားသုံးတဲ့သူကလည်းငါတို့ကောင်းကောင်းမွန်မွန်စားလို့ရအောင်တေချာစပိုမှုတွေကဝန်ထမ်းတွေကတေချာနော်လုပ်ပေးပါလားဆိုပြီးကျေးဇူးတင်ပါတယ်ဆိုပြီးသူတို့ကတော့ဒါပုံဝင်နေနေသုံးဆွဲတာပေါ့မြန်မာမှာလည်းမြတ်စွာဘုရားဒီ38ပြမင်္ဂလာမှာလည်းအသင်ပေးပြီးသားပေါ့နော်ဆိုတော့တင်ပေးထားပြီကျွန်တော်တို့မြန်မာလူမျိုးမှာဟိုအပြစ်ဒဏ်ပေါ့ကျွန်တော်သိတဲ့လောက်မှာတော့ဟိုကိုယ့်အတိုင်းဝိုင်းလေးမှာပဲပေါ့နော်ကြောင့်မင်္ဂလာပါလို့လက်ဝစီနှုတ်ဆက်မှာရှိုးတိုးချမ်းချမ်းဖြစ်တယ်ကျေးဇူးတင်ပါတယ်လို့ပြောမှာရှက်တယ်ပြီးတော့ကျေးဇူးတင်ထိုက်တာကိုကျေးဇူးတင်ပါတယ်လို့ပြောတော့မခံယူဘူးဟာဘာလို့တင်ရမှာလဲပါတယ်ဒါပြန်နေတော့ဒဇိန်းနေကြတာပြီးလို့ရှင်ပါတယ်ဒဇိန်းဆန်တဲ့စကားပြောတာလားစသဖြင့်ပေါ့ဒီမှာစိမ့်ကားတဲ့အခါကျတော့ကျေးဇူးတင်ရကောင်းမှမသိတော့ပဲဒါအားလုံးအာနာဖြစ်တဲ့အတိုင်းဝိုင်းနောက်တော့ကျတော့ပြောလိုက်မယ်ဆိုရင်ကျေးဇူးတင်ချက်ပါစီပေါ့အဲ့ဒီဒီ gratitude practice ကလည်းအရင်ရေးကြည့်တယ်ပေါ့လေအဲ့လိုဒါတွေလည်းသူပါနေတယ်ပေါ့ဒါတွေကကျွန်တော်ကပြောနေတာမဟုတ်ဘဲကျွန်တော်ဖတ်ရှုရတယ်ကျွန်တော်တို့ဒီဘောရမမြတ်စွာဘုရားရောအဲ့ဒါတွေပြောပြီးသားနော်မြတ်စွာဘုရားကတော့ဒီမဲ့2500ကျော်တွေကဒီမှာကကိုပြောတယ်လို့ပါဠိပတာနဲ့ဖြစ်နေတော့ကင်းဝေးတာလည်းပါတယ်စိတ်လည်းစိတ်နေကျွန်တော်တို့ခင်ဗျာပါဠိကျွန်တော်တို့အုပ်စုများသောအားဖြင့်ပေါ့နော်ဟိုចောင်းစာဘက်ကိုအာရုံပြုကြတဲ့အခါမှာဘိုးတော်ကအဖေဘုန်းကြီးတို့ကျွန်တော်တို့ဘိုးဖွားရတဲ့ဘက်ကဘုန်းကြီးစာသင်အခြေခံပဲအောင်တယ်ဘုန်းကြီးစာသင်ခဲ့ရတော့ဘုန်းကြီးเจ้าမှာပဲတော်တာပေါ့မဟုတ်ဘုန်းကြီးเจ้าမှာဒီသူကလည်းနဲ့စထားတာလေအရင်အဖေတို့ဟိုအဖိုးတို့လက်ထက်ကဒီပြည့်ကြီးဆက်တော့ရတနာရွှေချိုင်တို့ဒီပဋ္ဌာန်းဒေသနာတော်ကြီးတို့ဒါတွေကိုသူတို့ကျွမ်းကျင်ဆိုပါဆိုထားပါတော့ဝင်ကြတယ်အဲ့လိုမှကျွန်တော်တို့စိမ့်တဲ့အခါမှာဒီကျေးဇူးတင်ကြောင်းလည်းမပြသနိုင်ဘူး။အာသင်ငယ်ချင်းတမုံဝင်ကျတော့ဘာလို့ကျေးဇူးတင်ရမှာလဲ။ဆိုတော့ဒါပေမဲ့ကျေးဇူးတင်ပါလို့ပြောတဲ့နေရာမှာမျက်နှာမူရာနဲ့လေသံနဲ့ဒီရင်နဲ့အတွင်းကစိတ်မှာကွာတယ်ပေါ့။ရှာပြသေးတယ်ကျေးဇူးတင်ဟာဆိုပြောတာနဲ့ကျေးဇူးတင်ပါတယ်နော်ဆိုပြီးဒီအတွင်းထဲကလှိုက်တယ်ခံစားချက်တော့ထက်ကွာသေးတယ်ပေါ့လေ။ဒါတွေကျွန်တော်လည်းစာဖတ်ရင်သင်တန်းတက်ရင်လည်းမနည်းနည်းကျွန်တော်တို့ကလည်းခဲ့တယ်ပေါ့။လှိုက်လိုက်လဲချစ်တတ်ပါစေပေါ့။အဲ့လိုလှိုက်လိုက်လဲခင်တတ်ပါစေပေါ့။လှိုက်လိုက်လဲကျေးဇူးတင်တတ်ပါစေ။အတွင်းထဲကပါတာပေါ့ကျေးဇူးပါကျွန်တော်တို့စိတ်အတွင်း inner mind ကနေပြီးတော့စပြီးတော့ပြောင်းအောင်ပါဟုတ်ကဲ့ပါနော်။ပြောလို့လည်းကောင်းတယ်ဟုတ်ကဲ့ဆက်ပြောဦးမယ်လေနောက်ကြရင်ပြောတင်သေးတယ်နော်ကြာဟုတ်